ဟုတ်ပါရဲ့ပါရဲ့ကဲ Sakura School Simulator ဂိမ်းကြီးရပေါ့နော်ဟိုဘလူးသွားလို့ပေါ့နော်ကြာနေအချင်းကြာလို့ပေါ့နော်တို့ရလေးကိုပဲလက်ဖြစ်တာဖြစ်ပါရဲ့ဟိုရက်တည်းရတယ်မတင်ပြဘူးဆိုတာကပေါ့နော်ကဒီပေါ့နော်ဒုတိယချက်နဲ့အတွက်လဲပေါ့နော်ဆိုဦးစားပေးရသေးရပေါ့နော်ဟာဘလူးဖြစ်သွားဘာလို့ရက်သွားအဲ့ဒီမှာရပြီဒုတိယချက်နဲ့အတွက်လဲဒါဦးစားပေးပြီးတော့တင်ရတယ်ဒါပေမဲ့အဲ့ချက်နဲ့လေးရတယ်ပေါ့နော်ဆိုကျလိုက် demo player fan လေးအတွက်တိတန်လေးကျင်ပြီးထားတဲ့ channel လေးမို့လို့ပေါ့နော်ကတ်တွန်းလေးမျိုးပေါ့နော်အဲ့ချိန်မှာ live လဲတခုမှမရဘူးပေါ့နော်ဆိုတော့မှတော်လေးကိုအချိန်ယူကျင်ပေးရတဲ့ဗီဒီယိုတွေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဲ့ channel လေးကို subscribe လုပ်ပေးဖို့လည်းပြောချင်ပါတယ်ကဲအခုတော့ဆိုဗီဒီယိုတွေကိုတော့ဆိုတင်ပေးထားပါတယ်ကဲ stop ဟိုကတော့နာမည်ကတော့ပေါ့နော်ဟိုထဲမှာလည်းပြောပြီးထားတယ်ပေါ့နော် post ထဲမှာ post တင်တဲ့ထဲမှာပြောပြီးထားတယ်သိကျင်လို့ရှိရင်တော့ start account channel လေးထဲမှာတွားပြီးဝင်ပြီးကြည့်ပြီးတော့ကဲဒါလေးကတော့အားကြောင့်မလို့ဆိုတော့ demo player fan လေးပေါ့နော်ဆို fan လေးတွေရော demo player fan လေးတွေရောအတွက်ပေါ့နော်ကဲတိတန့်တင်ပေးထားတဲ့ channel လေးပါအားကြောင့်မလို့ပေါ့နော်ကြောင့်မလို့တိတန့်အားပေးကြဖို့လည်းပြောချင်ပါတယ်ဟိုဘက် channel ကရောဒီဘက် channel ကရောပေါ့နော်ဒီနေ့ကတော့အဲ့ပေါ့နော် OB ခုံကြထက်ဒီနေ့အရှိကြီးလုံးဒီနေ့ပေါ့နော်အရန်ဒီပေါ့နော်အဲ့ပြောစရာလေးရှိလို့ပေါ့နော်အားကြောင့်မလို့ဆို OB ခုံပြရင်းနဲ့တခါလေးတင်ပြီးလိုက်တာဖြစ်ပါတယ်ကဲနောက်ထပ်ရော short channel လေးထဲမှာဘာပေါ့နော်ဘယ်လိုမျိုးပေါ့နော်TikTok ထဲမှာလည်းနှစ်ကောက်ရှိတာပါ TikTok တွေကတကောင်ကျော် Stella handmade blog ပေါ့နော်ဒီခေါ်ဒီအဲ့ထဲမှာတော့ဗီဒီယိုရသိမ့်တင်ရသေးပါဘူး handmade ကြရသိမ့်လို့ရသေးလို့ပေါ့နော်ကဲဒါလေးရတော့ပေါ့နော်ကျွန်မအဲ့ channel လေးရပေါ့နော်အပေးဖို့ပြောချင်တယ်ပေါ့နော်အဲ့အပေးဖို့ဒီပေါ့နော်တိတိတက်တက်နဲ့ပေါ့နော်ဟာရဲပေါ့နော်ကျွန်တော် Slayer fan လေးအတွက်တိတိတက်တက်တင်ဟာဟုတ်ပါဒီ Slayer fan လေးတွေလည်းဒီရက်မှရှင်းရှိလောက်မယ်ပေါ့နော်ဘာပဲဆိုတော့ဒီပေါ့အဲ့ပေါ့တိတိတက်တက်တင်ဟာမလို့က OB ရလည်းတော်ခတ်တယ်ပေါ့နော်စက်ခုံပေါ်မတိကြတော့ပါโอเคအကြောင်းဒီ plot တွေရပြည့်ညလည်းပြောပါပြီOB ခုံရလည်းပန်းနာမရောက်သေးဘူးမရောက်လိုက်ဘူးပေါ့နော်ကဲအကြောင်းမလို့ည plot လေးကိုတော့ဒီပေါ့နော်အဆုံးဒီမှာပဲပေါ့ဆုံးတော့ပြချင်မကြီးအားလုံးကြည့်ကြမကြီးနောက်ထပ် plot လေးမှာလေးပြန်ပြီးတော့တွေ့ကြမကြီးကဲ channel လေးကိုကြိုက်ဆိုချင်လဲ like subscribe ကိုနှိပ်ခဲ့ဖို့ပြချင်မကြီးမနေ့ကလေးတော့လည်းနှိပ်ခဲ့ကြပါတော့နော်Thank you, Bye.